ဟုတ်ကဲ့အားလုံးပဲမင်္ဂလာဗျဒီနေ့မှာတော့ကျွန်တော်ရှင်းလင်းလုပ်ပေးသွားမှာကကျွန်တော်တို့ဒီ Facebook မှာတင်ဖို့အတွက်ကျွန်တော်တို့ AI ပုံလေးတွေကိုကျွန်တော်တို့ထုတ်ချင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီ print တွေကိုကျွန်တော်တို့မရေးတတ်ဘူးပေါ့နော်အဲ့ဒီလူတွေအတွက်ကျွန်တော်အနေနဲ့ဒီ print တွေကိုအလွယ်တကူကျွန်တော်တို့ထုတ်လို့ရတဲ့ကျွန်တော်တို့ဒီ VLAN လေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ print ထုတ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ဖုန်းမှာရှိတဲ့ phone browser လေးကိုကျွန်တော်တို့တစ်ချက်ဝင်ပေးရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီ phone Chrome browser လေးရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီ web server မှာပေါ့နော်ကျွန်တော်တို့ဗာရိုက်ရမယ်ဆိုရင်ကျွန်တော်တို့ tokprompт.com ပေါ့နော်ဒီ tok ကျွန်တော်တို့ prompт.com ဆိုပြီးတော့ကျွန်တော်တို့ရိုက်ပြီးတော့ရှာပေးရမှာပေါ့နော်ကျွန်တော်ဒီ Chrome browser တွေမှာရှာပေးရမယ်ရှာပြီးတော့ဆိုတော့ကျွန်တော်တို့ဒီမှာ website လေးကိုကြာလာနေမယ်ကျွန်တော်တို့အဲ့ဒါကိုဝင်ပေးလိုက်မယ်ဝင်ပြီးဆိုရင်တော့ကျွန်တော်တို့ဒီရောက်ရပြီဒါကျွန်တော်တို့ဒီ website ကတော့ကျွန်တော်တို့တအားကိုမှကျွန်တော်လွယ်ကူတယ်ပေါ့နော်သုံးလာတာလွယ်ကူတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ account တွေပါတွေလည်းဖွင့်စရာမလိုဘူးပေါ့နော်တခြားဟိုဟာနဲ့ဆိုင်တော့ကျွန်တော်တို့ဒီဥစ္စာကတအားလို့သုံးလို့လွယ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ body ကိုနည်းနည်းဆွဲတင်ပြီးလိုက်မယ်ဒီမှာကျွန်တော်တို့ပုံတွေအများကြီးရှိရပေါ့နော်ကျွန်တော်တို့ကြိုက်တဲ့ပုံကိုကျွန်တော်တို့ယူပြီးတော့ကျွန်တော်တို့ဒီကြိုက်တဲ့ပုံကိုလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဒီအရင်ဆုံးဒီပုံလေးနဲ့ကျွန်တော်ပြပေးပါပေါ့နော်ကျွန်တော်တို့ဒီမှာ view prompt ဆိုတဲ့ဒီကိုတွေ့လိမ့်မယ်ကျွန်တော်ပုံတစ်ချက်ထောက်လိုက်ကြတယ်တူပြီးပေါ်လာတယ်မယ်အဲ့ဒါကိုကျွန်တော်နှိပ်ပြီးတော့ကျွန်တော်တို့ထဲဝင်ပေးလိုက်မယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အောက်ကိုပြန်ဆွဲချလိုက်မယ်တော့အပေါ်ဘက်မှာကျွန်တော်တို့ဒီမှာကျွန်တော်တို့အဲ့ပုံနဲ့ပတ်သက်တဲ့ prompt တွေဒီအောက်မှာရှိတယ်ပေါ့နော်ရေးသားပြီးသားရှိတယ်အဲ့ဒါကိုကျွန်တော်တို့အပေါ်မှာ copy ယူလိုက်ရုံပဲပေါ့နော် copy ယူပြီးတော့ကျွန်တော်တို့ဘာလို့ရမလဲဆိုရင်ကျွန်တော်တို့ဒီ copy ယူပြီးဆိုရင်တော့ကျွန်တော်တို့ဒီဖုန်းမှာရှိတယ်ကျွန်တော်တို့ Gemini AI နဲ့ကိုကျွန်တော်တို့သွားရမယ်ပေါ့နော် Gemini AI နဲ့ရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်မှာရှိတယ်ကျွန်တော်ဒါသုံးတိုင်းပေါ့နော်ကျွန်တော်တို့အရင်ဆုံးကိုတော့ပုံတစ်ပုံကိုကျွန်တော်တို့ယူရမယ်ပေါ့နော်ကျွန်တော်တော့ဒီပုံလေးနဲ့ပဲကျွန်တော်လုပ်ပြလိုက်မယ်ဒီမှာကျွန်တော်ပုံယူပြီးဆိုရင်တော့ခုနကကျွန်တော်တို့ copy ယူခဲ့တယ်ကျွန်တော်တို့ prompt ကိုဒီအောက်မှာပတ်ချပြီးကျွန်တော်တို့ထည့်ပေးလိုက်မှာပေါ့နော်ဒီလိုမျိုးဒါချပြီးပြီဆိုရင်တော့ကျွန်တော်တို့ခဏနည်းငယ်စောင့်ပြီးရမှာနော်နည်းငယ်စောင့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာပုံဒီမှာဆိုရင်တော့ပုံရပြီပေါ့နော်ဒါကျွန်တော်တို့ခုနကတော့ယူခဲ့တဲ့ပုံဖြစ်ပါတယ်စင်ပြေပါတယ်ဗျာနော်ဟုတ်ကဲ့ပါဗျကျွန်တော်ခုပြောပြပေးခဲ့တာတော့ကျွန်တော်တို့ဒီ prompt ကိုအလွယ်တကူယူလို့ရမယ်နီလန်လေးကိုကျွန်တော်အနေနဲ့ sharing လုပ်ပေးခဲ့တာဖြစ်ပါတယ်အားလုံးပဲစင်ပြေကြပါသည်လိုက်လို့ကြည့်လိုက်ပါနော်